မြန်မာပြည်သားရတဲ့ကြောင့်ထက်ဆက်တော်အထာရိချလက်ဆောင်ထက်ချက်ကတမတေဝနဲ့ကောင်းတဲ့မြတ်တို့ကြွားမြန်းလာတဲ့ချိန်ကြရင်တော့ဘလူးတဲ့တဲ့ရဲ့မင်းသားပိတ်တာအကုန်လေးဘလူးတဲ့တဲ့ရဲ့မင်းသားပိတ်တာအကုန်လေးမကောက်တော့ရတဲ့အကုန်လေးမကောက်တော့ရတဲ့အကုန်လေးငကားမျက်စောင်းနဲ့ထိုးလို့ပြကြပြီးအမောဖြစ်တော်ကြည့်ဖို့ဝင်တာသာဘလုံးမျိုးပိုအင်အားများကြလောက်ပြမအားတဲ့ကြောင့်မင်းတို့တောင်းတလုံးငါကိုပြင်ပြရတာနာမည်ခွဲထားဟောင်းတိုင်းအေးရပြတ်ခတ်သေးတော့ထောက်ပေါက်လူငယ်တွေပြပြရောက်တော့အောင်တို့ rap တွေနဲ့သွေးဆောင်ပြရအောင်စောက်စပီးတဲ့ပတ်တာဘူးတိုင်းကားလုံးလုံးဒါကြောင့်ကမကောင်းတဲ့ချော့ပြမဲ့ဘဲလုံးအန်တာမျိုးမစိုးရှိသမျှညအားတုံးလို့ကာရန်တဲ့ပြန်စားထုံတော့အားရမြင်စရာကြားစရာတဲ့တက်နိုင်ကစံပြပုတ်တော့ရောဟိုချိန်ကမင်းတို့ချိုးနေတာထားခဲ့တဲ့ကောင်ခုကိုရှိွားပြဘာနာမည်လွတ်ပြန်လို့မတိန်လို့မင်းတို့တဲ့ကြော်တော့မစိုးရိမ်တာမလားခန်းချမ်းနဲ့နန်းထွက်ကွက်တီလွဲတော့ပဲခေါင်းတော့ပြောလို့ဘုတက်တီစံကတဲ့နောက်လိုက်ချင်းနဲ့ရက်တီရဲရတယ်နှကောင်းကပေါင်းလာမလို့ဘူးဗျာကြောက်ပြက်ကရှောင်းလိုက်တဲ့သူကပေါက်တဲ့ရှိတာအတော့ကနှကောင်းနဲ့မြအောက်လိုက်တဲ့ပြူသားမင်းနဲ့ခေကွာလို့ပြောမခံရအောင်ဟောက်စကေးတဲ့ထိုင်းနေရင်က